လူကတစ်ခုလိုချင်တစ်ခုစွန့်ရတယ်ဒါသဘာဝပဲเนาะဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းစွန့်ရတယ်နိခမဒုက္ခလို့ဆိုတဲ့ကာမဂုဏ်အာယုန်ကင်းတဲ့ချမ်းသာမျိုးကိုရကြလို့ရှိရင်ကာမဒုက္ခဆိုတော့စွန့်လို့ရဘယ်ရပဲဖြစ်ဖြစ်တစ်ခုရချင်တစ်ခုစွန့်ဘုန်းကြီးတို့နေ့စဉ်သွားနေတဲ့ခြေလမ်းကိုပဲကြည့်ပထမခြေလမ်းကိုမစွန့်နိုင်ရင်ဒုတိယခြေလမ်းကိုမရဘူးလေကတိတက်တဲ့အခါမှာလည်းပထမလေကတိကိုစွန့်နိုင်မှဒုတိယလေကတိပေါ်ရောက်တယ်ဒုတိယလေကတိတက်စွန့်နိုင်မှတတိယလေကတိကိုရောက်တယ်အဲ့ဒါလို့စွန့်လို့ပြီးတော့လာခဲ့ရအောင်လောကလူသားတွေကမစွန့်နိုင်ပဲဖက်တွေထားသည့်အတွက်ကြောင့်အထက်ကိုမရောက်ကြတာဟိုဘက်ကသွားကျင်တဲ့လူတယောက်ဟာဒီဘက်ကမ်းမှာထိုင်းနေလို့ဟိုဘက်ကမ်းကိုရောက်လာမှာမဟုတ်ဘူးဒါကြောင့်ဒီဘက်ကမ်းကိုစွန့်ခွာဖို့လိုအပ်တယ်တန်မြာဆိုတဲ့ဒီဘက်ကမ်းကြီးကိုမစွန့်ခွာပဲနဲ့နိဗ္ဗာန်ဆိုတဲ့ဟိုဘက်ကမ်းကိုဘယ်နည်းနဲ့မှမရောက်ဘူးတန်မြာဆိုတဲ့ဒီဘက်ကမ်းကအန္တရာယ်တွေနဲ့ကြီးပဲဘာဖြစ်လို့လဲဆိုရင်ဘဝမှာဒီဘဝဒီဘက်မှာနေလို့ရှိရင်အန္တရာယ်တွေအလုံးကိုချီးမားပြီးနောက်ဆုံးအသက်ဆုံးသည့်ထီအောင်ဖြစ်သွားတယ်နော်အာတိဝိသောဘဝသုတ္တမှာကိုတတ်မဲ့လူကိုအနိကပ်ပြီးတော့အယုံသွင်းပြီးတော့နော်လှုပ်ချန်တပ်ဖြတ်မဲ့ရန်သူဒီဘက်ကမ်းမှာရှိနေတယ်ကိုနဲ့အတူရှိနေတယ်ကိုဒုက္ခပေးမဲ့အစိတ်ပြင်းထန်တဲ့မွေးကြီးတွေလည်းကိုနဲ့အတူရှိနေတယ်အဲ့ဒီလိုဒီဘက်ကမ်းမှကြည့်လိုက်မယ်ဆိုအန္တရာယ်တွေနဲ့ကြီးပဲတို့ရလမ်းမရှိဘူးဒီဘက်ကမ်းဒါကြောင့်မို့ဟိုဘက်ကမ်းကိုမရောက်တဲ့ပြတော့ဒီဘက်ကမ်းနေလို့ရှိရင်တော့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခလွတ်ကြမှာမဟုတ်ဘူးဘယ်ပုဂ္ဂိုလ်မှမလွတ်နိုင်ဘူးဒါကြောင့်မို့ဟိုဘက်ကမ်းကိုရောက်သွားဟိုဘက်ကမ်းသွားဖို့ဆိုတာလေအန္တရာယ်တွေအလွန်ပြောနဲ့ဒီရေပြင်ကြီးကိုဖြတ်ကျော်ရမှာဖြစ်တယ်လှေဖောင်မရှိဘဲနဲ့သွားဖို့အလွန်ခက်တယ်။ဒါကြောင့်မို့လှေဖောင်ဆိုတဲ့အမှန်မြင်မှုအမှန်တွေးမှုမှန်ကန်တဲ့စကားကိုပြောဆိုမှုမှန်ကန်တဲ့အလုပ်ကိုလုပ်မှုမှန်ကန်တဲ့အသက်မွေးမှုဆိုတာတွေကိုခြေတည်ပြီးတော့မှန်ကန်တဲ့ကြိုးစားအထောက်မှုနဲ့မှန်ကန်တဲ့အမှတ်ရမှုတွေတည်ဆောက်ပြီးမှန်ကန်တဲ့တမာတိနဲ့သွားမှဟိုဘက်ကမ်းကိုရောက်တယ်။ကျယ်ဝန်းလာတဲ့ပင်လယ်ပြင်ကြီးအန္တရာယ်ပြတဲ့ပင်လယ်ပြင်ကြီးကိုလှေဖောင်နဲ့ဖြတ်ကူးလိုက်လို့ဟိုဘက်ကရောက်သွားပြီ